Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ AKM ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ ARK D3 ရနေပြီးတော့ပြန်လဲကြိုလိုက်ပါတယ်ဗျဒီဘိုင်းမှာတော့ကျွန်တော်တို့အောက်မှာမြင်နေရတဲ့အငတ်လေးကိုကျွန်တော်တို့နေဖမ်းအောင်မှာဖြစ်ပါတယ်ပြီးတော့အငတ်ကိုကျွန်တော်တို့ဘယ်လိုပါစီးလို့ရအောင်မလဲဆိုတာပါကျွန်တော်တခါတည်းပြပြပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အငတ်ဖမ်းဖို့ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးကိုကျွန်တော်ပြပေးပါမယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီချုပ်တဲ့ဟာလေးလိုတယ်ပြီးရင်ကျွန်တော်ဒီတုပ်ချောင်းလိုတယ်โอเคဒီနှစ်ခုရပြီဆိုတာနဲ့ကျွန်တော်တို့နေနဲ့ခုနငတ်ကိုဖမ်းလို့ရမှာဖြစ်ပါတယ်ဒီနှစ်ခုကလည်းလောကရလွယ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့မပြောပြတော့ပါဘူး။ Okay ဒါလေးကတော့ကျွန်တော်အိမ်လေးပေါ့နော်။ Okay ကျွန်တော်ဒီကောင်ကိုဖမ်းမယ်။ Okay လောဆယ်ကျွန်တော်ကိုလုံးသီးဖြစ်နေဗျကျွန်တော်အင်ကြီးလေးတစ်ချက်ဝေးလိုက်အောင်။ Okay အခုဆိုရင်ကျွန်တော်ဆောက်ချိုးပြီးဖြစ်သွားပြီ။ Oh my god! Wow! Okay ဆိုတော့ဒီတော့ကျွန်တော်တို့အောက်ကငါ့ကိုတဖန်မယ်။ Okay ချိုးတဲ့ဟာကျွန်တော်နှစ်ခုလောက်လှုပ်ထားရင်တော့ပိုကောင်းတယ်ဗျ။ဘာလို့လဲဆိုတော့ပြန်ပြေးသွားမှဖြစ်တဲ့အတွက်ကြောင့်ပါ။အရင်ဆုံးဒီငှက်ရဲ့သွေးကိုအရင်ဆုံးကြည့်မယ်ဗျ။ Okay 420အဲ့ဒါဆိုကျွန်တော်ဒီငှက်ကိုဖမ်းလို့ရတယ်။ကျွန်တော်အဲ့ချိုးတဲ့ကိုရွေးပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့တိုက်ခိုက်တဲ့ဟာကိုကျွန်တော်ဖိရမှာဖြစ်ပါတယ်။ Okay အဲ့လိုပြစ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာမိသွားပါပြီ။ Okay မိသွားပြီဆိုတာနဲ့ကျွန်တော်ဒုံးနဲ့ရိုက်မယ်။ Oh my god! ဒီကောင်မသေးသေးဘူးလားမသိ။ Okay ဒီကောင်ကိုကျွန်တော်မေးအောင်ရိုက်ရမှာပေါ့ဗျာကျွန်တော်ပစိန်နဲ့တော့မရိုက်ပါနဲ့ဘာလို့လဲဆိုတော့ပစိန်နဲ့ရိုက်ရင်ဒီကောင်တေသွားမှာဖြစ်လို့ပါ။ Okay ဒီကောင်မေးအောင်ရိုက် Okay မေးပါပြီဒီလိုပန်းရောင်တန်းနေပေါ်နေတယ်ဆိုရင်ကျွန်တော်တို့နေဒီကောင်ကိုအစာကျွေးလို့ရပါပြီ Okay ကျွန်တော်ဒီကောင်ကကျွန်တော်ဖမ်းတာတော်တော်လေးလွယ်ကူပါလေဗျဒီကောင်အစာကျွေးဖို့ဆိုရင်ကျွန်တော်တို့နေနဲ့ဒီပေါင်သားလိုမယ်ပေါ့ဗျာပေါင်သားနဲ့ယူသားလိုတယ်ကျွန်တော်ယူသားကျွေးမယ်ဆိုရင်တော့အနေငယ်ကြားတယ်ဗျ။ Okay ဒီလိုအကောင်ကြီးကိုကျွန်တော်ဒီဘက်ကိုမြားခေါ်လိုက်ဒီကောင်ကကျွန်တော်တို့တတ်မယ်ဆိုရင်ပေါင်သားရပါတယ်။ Okay ဒီဘက်ကိုကျွန်တော်မြားခေါ်ပြီးတတ်မယ်။ Okay ဒီကောင်မသေးသေးဘူးဒီကောင်တွေ့ရများ။ Okay တေသွားပြီ Brother, what's that? What's that, brother? Okay တေသွားပြီဆိုရင်ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့အသားယူရမှာဖြစ်ပါတယ်။အသားယူဆိုရင်ကျွန်တော်လက်နက်ဘယ်ရောက်သွားလဲမသိ။ဒီကောင်နဲ့လည်းအသားယူလို့ရတယ်ဗျဒါပေမဲ့နည်းတယ်။ကျွန်တော်ချက်ကြည့်လိုက်အောင်။ Okay ဒီမှာတွေ့ပြီဒီကောင်။ Okay ဒီလိုလှမ်းလို့ဘာလို့ဟာနဲ့ကျွန်တော်တို့ဒီကောင်ကိုထိုးမယ်ဆိုရင်အသားများများရပါတယ်။ Okay Okay ကျွန်တော်အသားလေးရပြီဆိုရင်ကျွန်တော်ငှက်ကိုအစာတော့ပြန်ကြည့်ပါမယ်။ Okay ဒီမှာငှက်ကတော့အခုချိန်ကြီးတော့မေ့နေတော့မှာပဲ။ Okay ဒီငှက်ရဲ့အပေါ်ကပန်းရောင်တန်းလေးကတော်တော်လေးကိုရောနေတယ်ဗျ။အဲ့လိုရောနေတယ်ဆိုရင်အရင်ဆုံးအစာကိုမကြွေးပါနဲ့။မကြွေးဘဲနဲ့ကျွန်တော်ပြန်ဖြည့်လိုက်မယ်လက်သီးနဲ့ထိုးဖြည့်ပါဗျ။ Okay ဒါပြန်ပြေးသွားပြီဆိုကျွန်တော်ညာဘက်စကွင်လေးကိုဖိပြီးတော့ကျွန်တော်တို့အသားလေးကိုဆွဲပြီးထည့်လိုက်မယ်။ Okayဒီမှာသူအောက်ကအဝါရန်လေးပြေးသွားပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့ဒီကောင်ကိုစာစီးလို့ရပါပြီ။ Okay ပြေးပါတယ်ဗျ။ Okay ဒီကောင်ကိုကျွန်တော်တို့စီးဖို့ဆိုရင်ကျွန်တော်တို့စိုက်ရဲဆိုတဲ့ဟာလေးကျွန်တော်လိုအပ်ပါတယ်ဂုတ်စီးပေါ့ဗျာကျွန်တော်ဂုတ်စီးလိုအပ်တယ်အဂုတ်စီးကိုကျွန်တော်ပြပါမယ်။ Okay ဒီအောက်ဘက်မှာရှိပါတယ်ဘယ်နှရောက်နေမသိ Okay level 30လား40လား Okay ဒီအပေါ်မှာတော့မရှိတော့ပါဒီအောက်ဘက်မှာ Okay ဒီမှာတွေ့ပြီဒီကောင်ကိုကျွန်တော်တို့ဖွင့်လိုက်မယ် level 38ဆိုရင်ဒီငှက်ကိုစီးလို့ရပါတယ်ဗျ Okay ဒီကောင်ကိုလုံးဖို့ဆိုရင်ကျွန်တော်တို့တရေလိုမယ်ကျွန်တော်တို့ fiber လိုမယ်ပြီးတော့ကျွန်တော်အဆွဲတွေဘာတွေလိုမယ်ပေါ့ဗျာ Okay အကောက်ဝင်ကြတော့ကျွန်တော်တို့ရှားတာလွယ်ကူတယ်ဗျ Okay ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေတော့ရှားလိုက်အောင်ပါဗျတော်တော်လေးတော့မှောင်သွားပြီအခုတော့ဆိုအောင်နိုးသွားတော့ဝင်နေတယ်ဟုတ်တယ်ဒီမှာဒီကောင်နိုးသွားပြီဒီကောင်ကိုကျွန်တော်ဖမ်းမိသွားပြီပေါ့ဗျာ What? What? ဖမ်းပြီးသွားတာအောင်မြင်သွားတဲ့အတွက်ကြောင့်အပေါ်မှာအစိမ်းအောင်စာတန်းလေးပေါ်နေတာဖြစ်ပါတယ် Easy. Okay ဒီကောင်ကိုကျွန်တော်တို့ဒီလိုဖမ်းပြီးချင်းကျွန်တော်တို့အနေနဲ့စီးလို့မရပါဘူးကျွန်တော်စီးမယ်ဆိုရင်ကျွန်တော်ဒီကုတ်စီးလေးကိုကျွန်တော်လိုအပ်ပါတယ် Okay ဒီကုတ်စီးကိုကျွန်တော်တို့လောလိုက်မယ်ဗျပစ္စည်းလေးစုံသွားပြီဆိုတော့
Okay ကျွန်တော်ဒီကောင်ကိုလုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာအဆွဲကိုကျွန်တော်ဘယ်လိုရှာရမလဲဆိုရင်ကျွန်တော်တို့အဆွဲကိုကျွန်တော်တို့လေးကိုတက်လို့ရမယ်ပြီးတော့ပွဲစိတ်ကိုကျွန်တော်တက်လို့ရမယ်ပြီးရင်ကျွန်တော်တို့ကင်မီကော့ကိုလည်းကျွန်တော်တို့တက်လို့ရမယ်အဲ့ဒါဆိုရင်ကျွန်တော်ရပါတယ်ဗျ Okay ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီငါ့ကိုစီးလို့မရသေးပါဘူး Okay ဘာလို့ဆိုဝိတ်ကမရများရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှရှိတဲ့ဟာလေးတွေကျွန်တော်အောက်ချထားခဲ့လိုက်မယ် Okay ဒါတော့စီးမရသေးဘူးဗျ Okay တက်တာတက်ချရလိုက်မယ် Okay အားစစီးလို့ရပြီ Okay ဒီမှာကြည့်ပါလားတော်တော်လေးမိုက်ရဗျဒီငါကတော်တော်လေးကိုမြန်နေတယ်ပါတယ်ကျွန်တော်တို့နဲ့ level တော်တော်လေးအောက်သွားပြီဆိုရင်ဒီငါကတော်တော်လေးကိုမြန်နေကြတနေရာနဲ့တနေရာကိုအလွယ်တကူသွားလို့ရတယ်ဒါပေမဲ့ဒီကောင်ကကျွန်တော် level မြင့်မယ်ဆိုရင်ဒီကောင်ကိုကျွန်တော် story ကိုအရင်ဆုံးမြင့်ပါဘာလို့ဆိုတော့ဒီကောင် weight ကများမှကျွန်တော်တို့အတွက်စင်မြေစီမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် weight ကိုများများလေးတင်ပေးလိုက်ပါဗျ Okay ဒီဘန်းလေးမှာတော့ကျွန်တော်တို့ဒီငှက်ဖမ်းတာတော့အောင်မြင်သွားပါပြီဆိုတော့ကြောင့်ကျွန်တော်တို့ဒီ ARK D3 ရဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်ကျွန်တော်ဒေးဖို့မှာဆိုရင်ကျွန်တော်တို့ဒီမင်းအကောင့်လေးကျွန်တော်ဖမ်းသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့ဒူဒေး4မှာပြန်နေကြတာပါဗျာ